السلام عليكم ورحمة الله وبركاته نحمده ونصلي ونسلم على رسوله الكريم أما بعد تنغذا أمسين تويا نسيتونغو بيبو نباري صحابي دبا تمانو ميچيه تنغو يولاري لابدو شوتاري يا رسول الله مدين دين سراباو كولي تمانو ميچيغا بيبيري حسن الأخلاق دين سراها زاريتا قوموني لوري نه چوچو تتا نونو نيا تين تين موموي نه پيوجين سوجين زاريتا قوموني اي اراغو دينو كوري اري صحابي جي کا تمانو اي نيابه کو ياولا رےညာဘက်ကိုရောက်လာပြီးဒုတိယချိန်ဒီမိကုန်းကိုထပ်ပြီးတော့မေးတယ်မဒီနယာရဆူလလာကိုရောဒင်းဆရာဘာကိုခေါ်လေဒုတိယချိန်မှာလည်းတမန်တော်မြတ်ကဒီအဖြစ်ပဲပြီးခဲ့တယ်ဒင်းဆရာဟာအခလာကောင်းမွန်ခြင်းကိုခေါ်တယ်ဟွစနအခလာကိုခေါ်တယ်ချိုတာနုညတိမ်မွေးစွာနဲ့ပြောခြင်းဆိုခြင်းဆက်ဆံခြင်းအဲ့ဒါကိုဒီနုခေါ်တယ်ဒီဆာဟာဘီတမန်တော်ရဲ့ဘယ်ဘက်ကိုထပ်ပြီးတော့ရောက်လာတဲ့တမန်တော်ရဲ့ဘယ်ဘက်ကိုရောက်လာပြီးတတိယချိန်ဒီမိကုန်းကိုပဲထပ်ပြီးတော့မေးတဲ့မဒီနယာရဆူလလာကိုရောဒင်းဆရာဘာကိုခေါ်လဲဆာဟာဘီကတော့ဒင်းဆရာဟာနမတ်စီမြတ်ဖတ်ခြင်းနဖီရိုဇာတွေမြတ်ထားခြင်းဟဂျ်တွေမြတ်လုပ်ခြင်းဥမရာတွေမြတ်လုပ်ခြင်းအဲ့ဒါကိုခေါ်တယ်လို့ထင်မိတယ်ဖြစ်လိမ့်မယ်ဒါပေမဲ့တမန်တော်မြတ်ကြီးကအဖြစ်ပေးနေတာကဘာလဲဒီနစရာကဇာရီတာကောမွန်ကြီးအခလာကမများခြင်းကိုခေါ်တယ်အခုတခါတတိယချိန်ဆာဟာဘီတမန်တော်ရဲ့ဘယ်ဘက်ကိုရောက်လာတယ်ရောက်လာပြီးတော့ထပ်ပြီးတော့ဒီမေကုန်းကိုပဲမေးတယ်တမန်တော်မြတ်ကြီးကလည်းဒီအဖြစ်ကိုပဲထပ်ပြီးတော့ပြီးခဲ့တယ်ဒီနစရာဟာဇာရီတာကောမွန်ခြင်းကိုခေါ်တယ်လူတွေနဲ့ချိုတာနုညတိမ်မွေးတာနဲ့ပြောခြင်းဆိုခြင်းဆက်ဆံခြင်းအဲ့ဒါကိုဒီနုခေါ်တာတခါဒီဆာဟာဘီကတမန်တော်ရဲ့အနောက်ကိုရောက်လာတဲ့၄ချိန်မြောက်ဇရိုတာချိန်မြောက်တမန်တော်ရဲ့အနောက်ကနေဒီမိကုံကိုထပ်ပြီးတော့မေးတဲ့တမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဝါဆလမ်အဲ့ဒီပုဂ္ဂိုလ်ကိုလှည့်ပြီးတော့ကြည်တော်မူတဲ့အဲ့ဒီဆာဟာဘီကိုလှည့်ပြီးတော့ကြည်တော်မူတဲ့ပြီးတော့တမန်တော်အမိတ်ရှိတဲ့ဒင်းဆိုတာဟာဟူဝလာတဂဒဘ်ဒင်းဆိုတာဟာမိမိရဲ့ဒေါရကိုမျိုးသိပ်ခြင်းကိုခေါ်တယ်ဒင်းဆိုတာဘာလဲဇရိုတာချင်းတမန်တော်မြတ်ဘာဖြစ်ပေးတယ်မိမိရဲ့ဒေါရကိုမျိုးသိပ်ခြင်းဆိုလိုချင်တာကဒီန်ဆိုတာဟာနမတ်စီမြတ်ဖတ်တာရိုဇာတွေမြတ်ထားတာဇစ်ကရီမြတ်လုပ်တာတီလာဝတ်မြတ်လုပ်တာအဲ့ဒါကိုခေါ်တာမဟုတ်ဘူးဒီန်ဆိုတာဘာကိုခေါ်လဲအလ္လာဟ်ရဲ့မခလုကအားလုံးနဲ့လူသားအားလုံးနဲ့ချိုတာနုညတိမ်မွေးတာနဲ့ပြောခြင်းဆိုခြင်းဆက်ဆံခြင်းအဲ့ဒါကိုဒီန်လို့ခေါ်လားဆာဘီကတမန်တော်မြတ်ကြီးကိုထပ်ပြီးတော့ရှောက်ထားတဲ့မလ်အီမန်ယာရဆူလလာကိုရောအီမန်ဆရာဘာကိုခေါ်လေတမန်တော်မြတ်အမရှိတဲ့အဆဘရဝဆမာဟာအီမန်ဆရာဟာဆဘရလုပ်ခြင်းမျိုးသိခြင်းအဲ့ဒါကိုအီမန်လို့ခေါ်တယ်ဆဘရဆရာဘာလဲအီမန်ဆရာဘာလဲအီမန်ဆရာဟာဆဘရလုပ်ခြင်းမျိုးသိခြင်းခွင့်လွှတ်ခြင်းအဲ့ဒါကိုအီမန်လို့ခေါ်တယ်မလ်အစ္စလာမ်ယာရဆူလလာကိုရောအစ္စလာမ်ဆရာဘာကိုခေါ်လေတမန်တော်မြတ်ကြီးဆလလာဟူအလိုင်ဝါဆလမ်ကအဖြစ်ပေးတဲ့အီမန်အစ္စလာမ်ဆိုတာဟာတီဘုလ်ကလာမ်ဝအတ်မုတ်တအမ်ချိုတာနုညတိမ်မွေးစွာနဲ့ပြောခြင်းဆိုခြင်းဝအတ်မုတ်တအမ်လူတွေကိုကြွေးခြင်းမွေးခြင်းအဲ့ဒါကိုအစ္စလာမ်လို့ခေါ်တယ်အစ္စလာမ်ဆိုတာဘာကိုခေါ်လဲအစ္စလာမ်ဆိုတာဟာသူတို့ဘာကိုကြွေးခြင်းမွေးခြင်းအစ္စလာမ်ဆိုတာသူတို့ဘာနဲ့ဆက်ဆံတဲ့နေရာမှာချိုတတာနုနုညညတိမ်တိမ်မွေးနဲ့ဆက်ဆံခြင်းအဲ့ဒါကိုအစ္စလာမ်လို့ခေါ်တယ်တပ်ပြီးတော့ဆာဘီကရှောက်ထားတဲ့ယာရဆူလလာအကောင်းဆုံးသောမွတ်စလမန်ကဘရူလေအကောင်းဆုံးသောမွတ်စလမန်ဟာဘရူလေအယုလ်အစ္စလာမ်အဖဇလ်ယာရဆူလလာတမန်တော်မြတ်ကြီးကအဖြစ်ပေးတဲ့المسلم من سلم المسلمون من لساني ويدي အကောင်းဆုံးသောမွတ်စလင်ဆိုတာဟာသူတို့ဘာကိုနှုတ်အားနဲ့တော့၎င်းလက်အားနဲ့တော့၎င်းအမူအရာနဲ့တော့၎င်းဒုက္ခမပေးခြင်း
သူတစ်ပါးကိုနှုတ်နဲ့လည်းဒုက္ခမပေးဘူးလက်နဲ့လည်းဒုက္ခမပေးဘူးအမှုရာနဲ့လည်းဒုက္ခမပေးဘူးအဲ့ဒီမွတ်စလမန်ဟာအလ္လာဟ်တတော်ဘာမှာအကောင်းဆုံးသောမွတ်စလမန်ဖြစ်တဲ့أي الإيمان أفضل يا رسول الله أكونو إيمان شنغا برولي تمام نبي صلى الله عليه وسلم مشيره أكونو إيمان شنغا حسن أخلاق زاريدا قومونه توبه فيده برويا زاريدا قومونه أري إيمان شنغا الله تما أكونو إيمان شنغا فيده solo jinaga mimi akhlaq ko kaune te ka on lo polo re tamanu myaji sallallahu alaihi wasallam Hazrat Muaz radiyallahu ta'ala nugo meshire Muaz dimanga ko chiza Muaz ga ko chiza tamanu mya mimi yeနှုတ်ရှာကိုထုတ်ပြီးတော့လက်မနဲ့လက်ညိုးနဲ့မိမိရဲ့ဒီနှုတ်ရှာကိုကင်ပြီးတော့tamanu mya ကmeshire Muaz ဒီနှုတ်ကိုထိန်းတော့ဒီနှုတ်ကိုထိန်းတော့ဂျဂရာတွေပြဿနာတွေမိသားစုရဲ့ပြဿနာတော်၎င်းဇနီးလင်မယားရဲ့ဇနီးမောင်နှံရဲ့ပြဿနာတော်၎င်းရွှေမျိုးသားချင်းတွေရဲ့ပြဿနာတော်၎င်းညီကိုမောင်နှမတွေရဲ့ပြဿနာတော်၎င်းပြဿနာ16000အားလုံးဖြစ်တဲ့တရခန်ဟာဘလို့လဲဒီနှုတ်ရှာဖြစ်တဲ့ဒီနှုတ်ရှာဖြစ်တဲ့အဲ့ဒီတော့ကြောင့်မို့တမန်တော်မြတ်ကြီးကဟဒရတ်မအာဇ်ကိုမရှိတဲ့မအာဇ်ဒီမှာကြည်သန်းဆိုပြီးတော့မိမိရဲ့ရှာကိုထုတ်ပြီးတော့လက်မနဲ့လက်ညှိုးနဲ့ရှာကိုကင်ပြပြီးတော့တမန်တော်မရှိတဲ့မအာဇ်ဒီနှုတ်ကိုထိန်းတော့وآخر دعوانا أن الحمد لله رب العالمين والسلام عليكم ورحمة الله وبركاته